Christmas ရာသီရောက်ပြီမို့လို့အားလုံးပဲ Merry Christmas လို့နှုတ်ဆက်လိုက်ပါတယ်ပျော်ရွှင်တဲ့ Christmas ဖြစ်ပါစေလို့ဒီနေ့တော့အလားစင်မီလေးတစ်ခုကိုပြုပြင်ကြည့်မှာဖြစ်ပါတယ်ဆက်လက်ရှုစားပြကြပါဦးဒီမှာအလားစင်မီတစ်ခုရောက်လာပါတယ်အဲ့ဒါကိုစမ်းပြီးတော့ဖွင့်ကြည့်မှာဖြစ်ပါတယ်ဟုတ်မီပလက်ဂျူလေးထိုးလိုက်မယ်ကြိုထိုးလိုက်မယ်ပြီးမီကလော့လေးဖွင့်လိုက်မယ်မီလေးတွေကတော့လင်းနေတာကိုတွေ့ရမယ်ဒီမှာတချို့ကတော့မလင်းဘူးတချို့မီတွေကတော့ဒီမှာမလင်းဘူးဖြစ်ပါတယ်တချို့မီတွေကလင်းတယ်တချို့မီတွေကမလင်းဘူးလို့ဖြစ်နေပါတယ်တလုံးကြော်ပြီးတော့ဒီမှာဒီတလုံးကလင်းတယ်ဒီတလုံးကမလင်းဘူးဒီဘက်တလုံးကမလင်းဘူးတလုံးကြော်ပြီးတော့လင်းနေတာကိုတွေ့ရပါတယ်အဲ့ဒါဘာဖြစ်တာလဲဆိုတာကိုစစ်ဆေးပြီးတော့ဖြည့်ကြည့်မှာဖြစ်ပါတယ်အဲ့တော့မီပလက်လေးခဏမီလေးပိတ်ပြီးတော့မီပလက်လေးခဏပြန်ဖြုတ်လိုက်မှာဖြစ်ပါတယ်ပြီးတော့ဒီကနေစပြီးတော့စစ်ဆေးကြည့်မယ်ဒီနေရာမှာကျိုးများပြတ်နေလားပေါ့နော်မီပလက်ကောင်းလေးကနေပြီးဒီခလုတ်စကစ်ခုံလေးကနေဆက်ပြီးတော့စစ်ဆေးကြည့်မယ်မီကျိုးကတော့3ချောင်းပါတော့တွေ့ရတယ်ဟောဒီမှာချောင်းပြတ်နေတာတွေ့ရတယ်ဒီမှာတစ်ချောင်းပြတ်နေတာတွေ့ရတယ်ဒီမီးဒီအရင်ကနေပြတ်သွားတယ်လို့တော့ထင်ပါတယ်အဲ့တော့ဒီမီးကာပြားလေးကိုဒီပလတ်စတစ်ပြားလေးကိုခွာကြည့်မယ်ခွာလို့ရမလားထဲမှာဘယ်လိုလောက်ထားလဲနားလေးမှာဖြတ်သွားတယ်လို့ထင်ပါတယ်ထဲမှာ resistor လေးတစ်လုံးရှိတာကိုတွေ့ရပါတယ်ဆက်ပြီးတော့ဖွင့်ကြည့်မယ်ထဲမှာ resistor လေးတစ်လုံးဖွက်ထားတာကိုတွေ့ရပါတယ်ဒီမှာမြင်ရမယ်လို့ထင်ပါတယ် resistor လေးကနီ resistor ကောလေးကနီနဲ့နီပြီးရင် tolerance plus or minus ကရွှေဖြစ်ပါတယ်နီနဲ့နီဖြစ်ပါတယ်အဲ့တော့ဒီနားလေးကခုနပြုတ်သွားတဲ့ဝါယာကျိုးလေးကိုဒီမှာပြန်ဆက်ပေးနိုင်ရင်ဒီမီဒီလေးပြန်နေမယ်လို့ယူဆပါတယ်အဲ့တော့ကျွန်တော်ဒီနားလေးမှာခဲလေးတိုးချင်မှာဖြစ်ပါတယ်ကျွန်တော်ခဲလေးပြန်တိုးဖို့အတွက်ဒီ resistor ရဲ့ခြေရင်းစတောင်းမှာကြီးလေးဆင်အောင်တက်ချုပ်ပေးလိုက်မှာဖြစ်ပါတယ်ပြီးရင်ခဲလေးပြန်တိုးပေးမှာဖြစ်ပါတယ်ခဲလေးပြန်တိုးပေးမှာဖြစ်ပါတယ်ဒီခုနပြုတ်သွားတဲ့ချောင်းကိုဒီမှာခဲပြန်တူးပေးမှာဖြစ်ပါတယ်
ဒီမှာဆဲလေးပြန်တိုးပေးခြင်းမယ်ခဲလေးတော့ပြန်တိုးပြီးတော့ဖြစ်ပါတယ်ဒီမှာပြီးရင်ကျွန်တော်မီးလေးပြန်ဖွင့်ခြင်းမှာဖြစ်ပါတယ်လက်ချိုးလေးထိုးလိုက်မယ်ပြီးရင်မထောက်လေးဖွင့်ခြင်းမယ်မီးတဲ့အကောင်လုံးပြန်လင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်အဆင်ပြေတာကိုတွေ့ရပါတယ်ဒီနာပြုတ်သွားတဲ့ကျိုးလေးကိုပြန်တက်ပေးလိုက်တာအဆင်ပြေတာကိုတွေ့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီခလုတ်လေးပိတ်ပြီးတော့ခုနကပြန်ပြီးတော့ခဲစော်ပူထားတဲ့နေရာမှာမီးချုပ်ပိုက်လေးနဲ့ပြန်ပြီးတော့အုပ်ပေးမှာဖြစ်ပါတယ်ဒီဟာနဲ့ဒီမီးဒီလေးနဲ့ဆန်းတဲ့မီးချုပ်ပိုက်မရှိတဲ့အတွက်ကြောင့်မလို့ဒီအပုခံပိုက်လေးနဲ့ပဲတက်ဆင်ပေးလိုက်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာမီးတိတ်လေးနဲ့ပဲပြန်ပြီးတော့ပတ်ထားပေးလိုက်မှာဖြစ်ပါတယ်တိတ်လေးနဲ့ပဲပတ်ထားပေးလိုက်ပါမယ်ဒီဟာမတော်တဆထိမိရင်တန်လိုက်ပါတယ်အန်ဒီရရှိပါတယ်ဒါကြောင့်မလို့မီတိတ်လေးနဲ့ဒီချပတ်ထားပေးလိုက်မှာဖြစ်ပါတယ်တော်စားသွားပြီးတော့ကင်ပြီးတန်းလိုက်မှာဆိုလို့ဒီလိုလေးတုတ်ထားပေးတာဖြစ်ပါတယ်ပြီးရင်ပြန်ပြီးတော့ဆန်းကြည့်မယ်လက်ချိုးထိုးလာပြီးခလုတ်လေးဖွင့်လိုက်မယ်ပြီးဒီပေါ်မြေလင်းအမောင်ပြောင်းတဲ့ဒီခလုတ်နေလိုက်ရင်တော့ဒီမြေလင်းတဲ့ပုံစံလေးတွေပြောင်းသွားတာဖြစ်ပါတယ်ဒီမှာ10မျိုးလောက်ရှိပါတယ်စင်ပြေသားပြီဖြစ်ပါတယ်အဲ့တော့ဒီလိုအလားစင်မီလေးတွေပြတ်သွားတယ်ဆိုရင်ကျိုးများပြုတ်နေလားဆိုတာကိုတေချာစစ်ဆေးပြီးတော့ပြုပြင်လို့ရပါတယ်